ကျွန်တော်မိတ်ဆွေခုနှစ်အသားကြီးအားလုံးမင်္ဂလာပါကျွန်တော်ရှိမှာ comment တွေမှာပြန်ကြည့်လိုက်တဲ့အခါမှာခင်ဗျားတို့လည်းတွေ့မှာပါရောင်းနေတဲ့ပစ္စည်းတွေအင်မတန်များနေတယ်လူတွေလည်းအစီအမပြေကြဘူးထင်ပါတယ်ဗျနော်ရောင်းနေတဲ့ပစ္စည်းအင်မတန်များနေကျွန်တော်ရှိမှာအခုနော်ဟိုလာဆိုင်ငယ်ရောင်းနေတဲ့လူနဲ့တိုက်ခန်းရောင်းနေတဲ့လူနဲ့တိုက်ရောင်းနေတဲ့လူနဲ့ပြီးလို့ချင်းစားသောက်ဆိုင်ပြန်ရောင်းနေတဲ့လူနဲ့လှေရောင်းနေတဲ့လူနဲ့ဆက်လေရောင်းနေတဲ့လူနဲ့အများကြီးနော်ဒါကျွန်တော်မှန်းပြီးတော့ပြောပြတာအဲ့တော့ကျွန်တော်စဉ်းစားကြည့်တယ်ဗျရောင်းနေတဲ့ပစ္စည်းမှာဘာရောင်းရင်ဘာလို့ဆို general area တွေပေါ့အဲ့ဒါကြီးနော် general area လို့ခေါ်တယ်ထွက်ကြတယ်ထွက်မယ်မထွက်ရင်လည်းမထွက်ဘူးနော်ထွက်တဲ့လူလည်းထွက်သွားတာမထွက်လည်းမထွက်ဘူးပေါ့နော်ကျွန်တော်ရဲ့ building hot တဲ့ဆယ်စုနှစ်နှစ်စုကျော်အခု3စုလည်းရောက်နေပြီအဲ့တက်တန်း6မှာကျွန်တော်အထက်အောင်သုံးခဲ့တဲ့နီးရအခုခင်ဗျားဒီအသက်မှာရောင်းနေမယ်နောက်ချက်ကိုကူးသွားတဲ့အချိန်မှာကျွန်တော်ရောင်းမှရမ်းပစ္စည်းမတူတော့ဘူးအသက်နဲ့မိမိရောင်းနေတဲ့ပိုင်ဆိုင်တဲ့လူရဲ့အသက်နဲ့တီးပြီးတော့မှနော်လောက်ရတဲ့အစီအမံပြောပြမယ်အဲ့တော့အခုပေးမဲ့အစီအမံသည်ခင်ဗျားကကြိုက်တဲ့ပစ္စည်းရောင်းနော်ကြိုက်တဲ့ပစ္စည်းရောင်းဘာရောင်းရင်ရလာတော့မမေးနဲ့နောက်ဆုံးခင်ဗျားအရင်မိမကြီးရောင်းနေလည်းရတယ်အရင်ယောက်ျားကြီးရောင်းနေလည်းရတယ်ဘာရောင်းဘာပစ္စည်းရလာတော့မမေးပါနဲ့ကြိုက်တဲ့ပစ္စည်းလို့ပြောပြီးသားရွှေဆိုင်လည်းရတယ်အခုလက်ရှိဆိုင်မှာတင်ပြီးတော့မှရောင်းနေလူတွေလည်းအစစ်အဲ့ဒါလည်းသုံးလို့ရတယ်ဘာလုပ်ရမလဲတဲ့ဈေးရောင်းတဲ့လူတွေနော်တခါလည်းမှတ်ပါလက်ရှိအသက်ကိုတီးပြီးတော့မှခွန်နဲ့စားလို့ရှိရင်တစ်ကျွင်းကဲလို့ရှိရင်ပြင်းမရဲ့သုံးမပိတ်ရွက်မှာမအခရာရေးရမယ်ကြိုက်တယ်လည်းရေးစော့ချင်းတော့ပြီးမလို့ရေးရမယ်ပြင်းမရဲ့ကဘယ်နှစ်ရက်တော့9ရက်ပြင်းမရဲ့ကြာတာပြီးနေဖြစ်တဲ့9ရက်ကိုမအခရာရေးပြီးမိမိရောင်းနေတဲ့ပစ္စည်းကိုနော်ရောင်းနေတဲ့ပစ္စည်းကို54ချက်ရဲရမယ်နော်ဈေးကောင်းတဲ့အမြဲရောင်းဥမာဆိုကြအိမ်ဆိုရင်လည်းဒီဈေးကောင်းတဲ့အမြဲရောင်းထွက်6ချက်ရိုက်လိုက်ခဏလေးနားလိုက်နောက်ထပ်6ချက်ထပ်ရိုက်ခဏလေးနားလိုက်ဆို6 6လီ54ချက်ရပြီဒါတစ်ကျင်းသမားတွေအတွက်ဟုတ်ပြီတစ်ကျင်းတဲ့လူနှစ်ကျွဲဘာလုပ်မလဲတဲ့မိမိတက်ကိုဒီခွန်နဲ့စားလို့နှစ်ကျွင်းကဲလို့ရှိရင်တီဟိုရွက်တီးညွန့်နေတီးရွက်တော့မရဘူးဘာလို့တီးရွက်ကတေးလေးအရွက်ကြီးမှဖြစ်မှာတီဟိုရွက်ရအောင်ရှာနော်တီဟိုရအောင်ရှာဟလားအဲ့မှာတီဟိုမဟုတ်ဘဲတရေရလားမရဘူးတီဟိုမှရမှာတီဟိုရွက်မှာဘာရရမလဲဟာအခရာရရမယ်တီဟိုမှာဟာအခရာရရမယ်တီဟိုဘယ်နဲ့ရလဲတီဟိုဆို6နော်တီဟိုရ6ရက်ပေါ့ဟာအခရာရေးပြီးတော့6ရက်လုံးရေးရမှာနော်ရေးပြီးတော့ခုနလိုပဲ54ရက်6ချက်နော်6ချက်ရိုက်လိုက်နားလိုက်6ချက်ရိုက်လိုက်နားလိုက်ကြိုက်တဲ့ပစ္စည်းရောင်းလို့ပြောထားရင်နော်မိသက်ကိုဒီခွန်နဲ့စား3ကျွင်းခဲ့တော့3ကျွင်းဘာလုပ်မလဲထမ်းရွက်ဓနီးရွက်ရတယ်ထမ်းရွက်9ရွက်ထမ်းရွက်9ရွက်မှာနာကြီးလို့ရေးနာကြီးလို့ရေးပြီးတော့မှခုနလိုပဲ54ရက်ရရမယ်အချက်ရအတူတူပဲဟုတ်ပြီနော်အသက်ကိုဒီခွန်နဲ့စားအဲ့ဒါကနော်3ကျွင်းခဲ့တဲ့ဟာနော်4ကျွင်းမယ်ဆိုလို့ရှိရင်အုံရွက်ပေါ့နော်အုံရွက်ပေါ့တစ်ရွက်ပဲပေါ့ဟုတ်တယ်မလားအဲ့ဒီမှာအခရာတာရရဲ့လို့ရေးပြီးတော့မှ54ရက်ရောင်းရတဲ့ပစ္စည်းကိုအဲ့ဒါ4ကျွင်းခဲ့တယ်5ကျွင်းခဲ့တော့5ကျွင်းရင်ဂန်းကောညွတ်ဒါကိုကြံရွက်ရတယ်ကြံရွက်တော့ဘာရတယ်နော်အဲ့လားကိုရကတော့ဟာဖြစ်လို့မှာဂန်းကောဆိုလို့ရှိရင်လည်းခင်ဗျအများကြီးဂန်းကောဆိုရင်လည်းဂိုင်း2ကိုင်းပေါ့ကြံရွက်2ရွက်နော်ဒါမှမဟုတ်ဂန်းကောဂိုင်း1ကိုင်းအရွက်တွေအများကြီးပါမယ်ရေးပေါ့အရွက်တွေမှာလိုက်ရေးပေါ့အမှန်တော့တစ်ရွက်ရေးပြီးကိုရပါတယ်နော်ဟုတ်တယ်မလားအဲ့မှာဟိုကလုံးမယ်အဲ့မှာကျတော့ဘာရေးရမလဲငါအခရာရေးငါ